ဒီနေ့ဈေးသွားတော့ဈေးထဲမှာခွေးတောက်ရက်လေးတွေအတက်ကလေးတွေကိုမှနှုတ်ဖြနေတာနဲ့အိမ်မှာရှိတဲ့ချက်သားလေးနဲ့ချက်ခွေးတောက်ဟင်းလေးချက်စားပါမယ်ရှင်အနှစ်အတွက်ကိုတော့ချက်သွန်နီးခဲညင်သည်စနိုးအယောင်တင်စီချက်သွန်ပြူတို့ကိုထည့်ပြီးတော့လုံးချက်လေးချက်လိုက်ပါတယ်ခဲညင်ဒီလေးတွေနူးလာရင်ခဲညင်ဒီအခွန်လေးတွေကိုဖယ်ထုတ်လိုက်တယ်နှစ်ကြာရေခမ်းသွားပြီဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ချက်ရိုးချက်သားတွေကိုထည့်ပြီးတော့ချက်လိုက်ပါတယ်ရတာအတွက်စားချုံမုံလေးကိုလည်းထည့်လိုက်တယ်ကိုရက်တီကမီးပြက်နေတော့ရေခဲတက်တာမအေးလို့ဝယ်ထားပြီးသားချက်သားချက်ရိုးတွေကကြိုပြီးတော့လုံထားတာပါအနှစ်နဲ့အသားတွေကနှုတ်အိုးစာချက်ထားတာမလို့ရှက်ကောက်ဆွဲအတွက်ကိုတဝက်လောက်ကော်ထားလိုက်ပါတယ်ချက်ခွေးတော်ဟင်းလေးကတော့စီလေကြီးလေချက်မှမလို့ချက်နဲ့ဟင်းတွေကိုရေထည့်ပြီးတော့ပွက်အောင်ထည့်ထားလိုက်ပါတယ်ခွေးတော်ရဲ့လေးကိုရေနွေးပွက်ပွက်ဆူနေတဲ့အိုးထဲမှာစားနှငယ်လေးထည့်ပြီးတော့တရေဖြောလိုက်ပါတယ်ချက်သားဦးတွေကိုအရွက်စိမ့်နေဒီတိုင်းခတ်လိုက်ရင်ဒီဦးထဲမှာအယောင်ကြီးစိမ့်သွားတာရဲ့ရန်ခါတာရဲ့ကိုမကြိုက်လို့ရေနွေးဖြောပြီးမှချက်တာပါရှင်ချက်သားဟင်းလေးချက်ပြီးဆိုရင်တော့ရေနွေးဖြောထားတဲ့ခွေးတော်ရဲ့ထဲကိုချက်သားဟင်းလေးခတ်လိုက်မယ်ချက်ခွေးတော်ဟင်းလေးကလေအရေလေးကဆန်းစားလိုက်ရင်ချိုနေပြီးတော့အရွက်ကိုစားလိုက်တဲ့ချိန်မှာလည်းခါတက်တက်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်